တွေကိုအရှူအောင်ပဲဖြစ်ပါတယ်ဗျာအမောင်လည်းကိုဝေတန်ပိုင်းရှာနိုင်တာကပညာဖြစ်သလိုပညာကပဲစောင်းစားပေးတဲ့ရရှိနိုင်ကြကြောင်းကျွန်တော်စာများများအရှူပေးနေပါတယ်ရှေးအောင်တို့ညာမောဖို့အရှင်စာပြီးကျွန်တော်တို့ဒါရီဆုံးတာကိုကျင်းရှင်းရစေပါတယ်ကျော်ရှင်သေးပါတယ်လက်ကြမှုလည်းပေးပါတယ်သနာကျင်နာမှုလည်းပေးပါတယ်ညစာစာပေဖက်ရှင်ချင်းကြီးကျွန်တော်တို့လောကမှာကျွန်တော်တို့ရောက်တော့နေအောင်ဝေးရောက်ရှိသွားနိုင်ပါတယ်ကျွန်တော်တို့မကြောက်သေးတော့အရာများကိုကြားဖို့ရတဲ့ပြင်ညာဘုရားတိုးတက်စေနိုင်ပါတယ်ညကျွန်တော်တို့ကမ္ဘာအနှံ့များသို့ကျွန်တော်တို့ကိုယ်တိုင်ရောက်ရှိနေတော့လေကျွန်တော်တို့ရဲ့စိတ်ကိုသင်္ကာအနှံ့များသို့ကျွန်တော်တို့ကိုယ်တိုင်ရောက်ရှိနိုင်တော့ဖြစ်ပါတယ်ညသူရှိတာလည်းရှိပါနာမည်တော့မရှိတော့ဖြစ်ကြမှာပဲဖြစ်ပါတယ်ဗျာရှေ့တဲ့နေ့ကဆိုလို့ရှိရင်တပင်အတွက်ရှေ့ကြီးတကယ်ကျွန်တော်တို့လူသားတွေအတွက်စာအုပ်စာပေကရေးချပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့အနာဂတ်လာဖို့စာဖတ်ကြမှာပဲဖြစ်ပါတယ်ဗျာဒါကြောင့်ပညာရေးစာပေတဲ့မှာလူမျိုးချင်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့စာပေဆိုတာကျွန်တော်တို့လူသားတွေရဲ့ဘာသာချက်ဆရာမအိတ်ကြီးလမ်းပေါ်ရေးအတွက်ဒါတိတ်တော့တဲ့ဒါကြီးနဲ့လာကြပါရဲလို့ကျွန်တော်တို့ကောင်းတဲ့ကလာဆိုရပါတယ်ဗျာစာဖတ်များလေးကျွန်တော်တို့တိုင်းမလေးတိုးလေးဖြစ်စတဲ့ကြည်များရဲရင်ပွဲလေရှင်းနိုင်ပါတယ်ဗျာစာပေအားဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေအနေနဲ့ကျွန်တော်တို့ရေးသိထုတ်နေတဲ့ဂရင်းစာတွေကြားနေတဲ့မဂ္ဂဇင်းတွေစာတွေအရာတွေကိုအရှိန်ပြီးတော့ဖတ်ရှုနေပါရဲ့ညဂရင်းဟာသာတရားပြလို့ရှိရင်ကျွန်တော်တို့ခေတ်ခေတ်နောက်ကျသွားမှာပဲဖြစ်ပါရဲ့ညဂရင်းစာဆိုလို့ရှိရင်ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာစုစုပဲသိရှိနိုင်ပါပဲဖြစ်ပါရဲ့ညခြားတဲ့မဂ္ဂဇင်းစာတွေတော့ဒီကျွန်တော်တို့ရဲ့အခုခေတ်လူငယ်တွေတည်တည်ထိထိုက်သောအကြောင်းအရာတွေကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာစုစုတွေကိုလေ့လာနိုင်ပါပြီဖြစ်ပါတယ်ဗျာကျွန်တော်တို့လူသားတွေအသက်ရှင်နေဖို့အတွက်ဆိုရင်အသားအစာတွေအသက်ရှင်ခြင်းစတဲ့ကြရားတွေရှိပါတယ်ဗျာဒါပေမဲ့ကျွန်တော်တို့အသိဉာဏ်ဘုရားပြင်ပြတိုးတက်ဖို့ဆိုလို့ရှိရင်စာများများဖတ်ပေးဖို့လိုအပ်ပါတယ်ဗျာစာပြားဆိုလို့ရှိရင်ကျွန်တော်တို့အနာဂတ်လာပါဖို့အတွက်အတော်လေးကိုအထောက်အကူပြုနေရပါတယ်ဗျာကျွန်တော်တို့ဆိုလို့ရှိရင်စာပေဖတ်ရှုခြင်းကြီးကျွန်တော်တို့စာပေဖတ်ရှုခြင်းအားဆိုလို့ရှိရင်ရှားလူကိုရင်းသေးပါတယ်ရှင်းသူကိုလည်းတောက်စေပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့စာပေဖတ်ရှုခြင်းကြီးအကျိုးရရှိတဲ့အကျိုးကျေးဇူးတွေကတော့စိတ်ကြည်ရင်နဲ့ခြင်းချင်းအတွေ့အခေါ်ပြန်မှာစတဲ့လေ့ကျင့်တာတွေလည်းရရှိနေတာပဲဖြစ်ပါတယ်ရှင်မဟာရချတာကလည်းဆိုခဲ့ပါတယ်မပွဲမရသူတို့သားကိုရှာရိပ်ပြီးတဲ့အတွက်အပြန်တော်ကဖက်ဖက်များကပေါင်းများပြီးသိနေဝင်ကမလိမ္မာလေးသာပြီးစကားနေတိုင်းကြပါကျူရှာလေးမှမရှိသေးတာတဲ့ဆိုတော့ရှင်မဟာချတာရဲ့သုံးမကားလေးကိုကျွန်တော်လူသားတွေကြားရတယ်မှာပဲအသိလိမ္မာတရားမရှိတဲ့လူမှာအသိဉာဏ်ရပြီးလိမ္မာလာနေတဲ့လာနိုင်သေးတာပဲဖြစ်ပါရဲ့ဗျာစာပြားဆိုလို့ရှိရင်ကျွန်တော်တို့အားလည်းရှိတာလည်းဖက်ရှင်နေပါရဲ့ဗျာဒါကြောင့်အမေကလူဘောအသိဉာဏ်လူဘောစိတ်ကဆိုပါရဲ့စိတ်ကိုအသိဉာဏ်ကဆိုပါရဲ့ဗျာအသိဉာဏ်ရရှိဖို့အတွက်ဆိုရင်ကျွန်တော်တို့စာများများဖတ်ပေးဖို့လိုအပ်ပါရဲ့ဗျာစာပြားဆိုလို့ရှိရင်ကျွန်တော်တို့သားတွေကိုညစွာချဖို့ရှိနေပါရဲ့ဗျာစာပြားဆိုလို့ရှိရင်ကျွန်တော်တို့မိမိကိုယ်ကိုယ်နဲ့ကျွန်တော်တို့နိုင်ငံတိုးတက်ဖို့ကြိုးဆိုလို့ရှိရင်ကျွန်တော်တို့စာများများဖတ်ပေးဖို့လိုအပ်ပါတယ်ဗျာကျွန်တော်တို့စာပေအားဆိုလို့ရှိရင်စာပစ္စည်းအားဆိုလို့ရှိရင်နောက်ရှိမှဖြတ်ကိုသွားနိုင်ပါတယ်နော်ဒါပေမဲ့စာပေကတော့ကျွန်တော်တို့လုံးဝစာပေဖတ်ရှုရအောင်ဆိုလို့ရှိရင်ဘလုံးဝပြောက်ွယ်သွားနိုင်တယ်လို့ရောမှဘုမလေးကိုယ်နိုင်တဲ့အရာမျိုးပါဗျာဒါကြောင့်ကျွန်တော်တို့စာမကြက်တော့လေစာမဖတ်တတ်တော့သူဒီစာမကြက်တော့သူလေအလားတူပါရဲ့ကျွန်တော်တို့နားလေးတရားတော်ကဆိုခဲ့ပါရဲ့ဗျာမရှိသေးညာအေးလို့ပါကျန်းစာတွေကြီးတက်တဲ့ကမျက်စိဆုံးကလူဖြစ်စမ်းမှာပောက်ဝဲသမားမကြွရနေကျွန်တော်တို့နားလေးတရားတော်ကဆိုခဲ့ပါရဲ့ဗျာကျွန်တော်တို့စာပေဖတ်ရှုခြင်းအားဆိုလို့ရှိရင်ကျွန်တော်တို့စာမကြက်စာဖတ်တော်သူတွေဘဝကျူတန်းမှုတွေပဲဖြစ်ပါရဲ့ဗျာဒါပေမဲ့စာမဖတ်တဲ့ကောင်ကတော့ဘဝကျူတန်းမှုရက်စမ်းနေတယ်ပဲဖြစ်ပါရဲ့ဗျာကျွန်တော်တို့မာယာချင်းရှားတဲ့ဒီစင်များအားဆိုလို့ရှိရင်သူအားဆိုလို့ရှိရင်အမေလေးမှာအညာပရလေးရတယ်အညာပရပြည်စမားလေးရတယ်ဆိုတော့သူကစာပေစာတွေကိုဖတ်ရှုရခဲ့တဲ့အကြောင်းအခုချိန်မှာဆိုလို့ရှိရင်ကြော်ကြားနေတဲ့ဒီရတာချစ်တဲ့အကြောင်းလေးကိုကြည့်မင်းရတာပဲဖြစ်လာရခြင်းပဲဖြစ်ပါရဲ့ဗျာကျွန်တော်တို့ Abraham နဲ့ကိုအားဆိုလို့ရှိရင်
မ်းမြညာတော့ဒီဆောင်ကိုရောက်ခဲ့ရပါဗျာဒါပေမဲ့သူဟာဆိုလို့ရှိရင်ဒီလေကိုမင်းကအဆောက်စာပေတွေကိုမှတ်တော့အဲ့ဒီအရာတွေကိုအများအားဖြင့်လာတဲ့အတွက်အခုချိန်မှာဆိုလို့ရှိရင်ရှမ်းတော့ကြော်ကြားနေတဲ့အမေရိကန်သမ္မတကြီးလေခွေးဝင်ဖြစ်လာရခြင်းပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ဟာအမေရိကန်သမ္မတကြီးလေခွေးဝင်ဖြစ်လာရခြင်းပဲဖြစ်ပါတယ်ဗျာမိမများစလာမတ်ရက်ကပြည့်တဲ့လေအကျိုးနဲ့ဖြစ်ပါတယ်တဲ့ဒါပေမဲ့ယောက်ျားများစလာမတ်တဲ့လေအကဲနဲ့ဖြစ်ပါတယ်ဟောဆိုရင်စကားလေးရှိနေပါတယ်ဗျာကျွန်တော်တို့စီးတဲ့ဥစ္စာဘလောက်ပဲရှိရှိအသိဉာဏ်မရှိတဲ့ကွာဆိုလို့ရှိရင်ကြောက်တဲ့ဖြောင်းဝင်တာလေကြီးညပမာကြားလိုက်မယ်ဆိုရင်ဒါလောဘတိတဲ့တိုင်းမှာမဟုတ်ပါဘူးဗျာဒါကြောင့်ကျွန်တော်တို့စာအုပ်စာပေအားဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေအတွက်များစွာအကျိုးပြုနေပါတယ်ဗျာစာအုပ်စာပေအားဆိုလို့ရှိရင်လူသုံးဆောင်ပစ္စည်းတွေအတွက်များစွာတန်ဖိုးရှိလာပါတယ်ဗျာကျွန်တော်တို့စာအုပ်စာပေအားဆိုလို့ရှိရင်အသိဉာဏ်ပေးပါတယ်ဘဝတုဒ္ဒပေးပါတယ်ကျွန်တော်တို့အနာဂတ်မှာလည်းတွန်းလေးတောက်လာတာတွေကျေပွက်လေးဖြစ်ပါတယ်ဖြစ်လာတော့လမ်းစာပေးနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနာဂတ်လာပါဖို့အတွက်စာဖတ်ကြပါစို့လို့ပြောရင်ကျွန်တော်ရဲ့ကြမဲ့စကားပြောဆိုမှုကိုဒီနေရာမှာပဲထိကောင်းရှုံးရခြင်းကြောင့်